အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီရက်ထဲမှာမြင်ရတွေ့ရတာလေးတွေကြောင့်နည်းနည်းလေးပြောချင်လို့ပါခင်ဗျာအဲ့ဒါတွေကဘာလေးလဲဆိုတော့ကျွန်တော်တို့ခုနောက်ပိုင်းမှာတွေ့နေရတာကဘေးရင်ကမမှန်ဘူးဘေးရင်ကရှောက်ဟောနေတယ်ပေါ့လေလိန်နေပါတယ်မြမယူရဘေးကလိန်ပြီးတော့မှလှုပ်ရှားနေကြပါတယ်ဆိုတဲ့ဗီဒီယိုတွေတွေ့နေရတယ်ပေါ့နော်တော်တော်များများလည်းတွေ့နေရတယ်တချို့ဘာသာရေးအနေနဲ့ရှင်းပြီးပြောတဲ့လူငယ်လေးတွေလည်းတွေ့နေရလူငယ်လေးဆိုကျွန်တော်လည်းလူငယ်ပါပဲဒါမဲ့လူငယ်ချင်းတူတဲ့အခါမှာကျွန်တော်တို့ကတိုက်ခိုက်မှုရှိနေတဲ့ပုံစံတွေကမကောင်းလို့ထင်ပါတယ်အဲ့တော့လောကီကဏ္ဍတွေမှာဆရာတွေကသူတော်ကောင်းတရား9ပါးမဂ်ခင်10ပါးတရားကမ္မထမ်း40သောကမ္မထမ်းတွေကိုအားထုတ်ပြီးတော့မှဒါနပါရမီသီလပါရမီဘာဝနာကမ္မထမ်းသစ္စာပါရမီဒါတွေနဲ့ကျွန်တော်ပါရမီတွေဖြည့်နေကြတာပါလောကီဆရာတွေဟာအဲ့တော့လောကီဆရာတိုင်းနှီးပါးကဒိဋ္ဌံတွေဝင်နေဒိဋ္ဌံတွေလောက်ပါတယ်၅ပါးသီလ၈ပါးသီလခံယူတဲ့ပုဂ္ဂိုလ်တွေရှိတယ်၈ပါးသီလခံယူတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရသေးဝတ်တဲ့ပုဂ္ဂိုလ်တွေရှိသလိုရဟန်းဝတ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိပါတယ်ဝါရင်းကာလမှာတက်လွတ်တွေးသားလွတ်ပေါ့နော်တက်လွတ်လုံးဝစားတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်၈ပါးသီလနဲ့နေတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်အဲ့တော့ကျွန်တော်တို့လောကီကဏ္ဍအနေနဲ့ကျွန်တော်လောကီဆရာတယောက်အနေနဲ့ပြောခြင်းဖြစ်ပါတယ်အဲဒါဆိုတော့ရန်စော်ကားနေသလားလို့ပါအဲ့တော့ဒါပေမဲ့ကျွန်တော်ရန်တွေးခြင်းမဟုတ်ပါဘူးပြန်ခံပြောခြင်းလည်းမဟုတ်ပါဘူးဒါလူကတော့ကိုယ့်ဘက်ကကိုမှန်တယ်လို့ထင်ကြမှာပါပဲအဲ့တော့လောကီဆရာတွေမှာဒီလိုသစ္စာသမารီအနေနဲ့စောင့်ထိန်နေတဲ့ပုံစံတွေရှိနေတဲ့အတွက်ကတာမန်လူတွေကလာပြီးပြောတဲ့အခါမှာထေရဝါဒနဲ့ကြည့်ပြီးဆုံးဖြတ်မယ်ဆိုရင်လည်းဒီတိလာရှိသောပုံကူကိုတိုက်ခိုက်တာဖြစ်တယ်တိုက်ခိုက်ပြောဆိုတာဖြစ်တယ်ပေါ့နော်အဲ့တော့မသိတော့ပါဘူးလို့နောက်ပြီးကြတော့ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကသူများကိုတိုက်ခိုက်ဖို့သူများကိုပြောဆိုဖို့ကလွန်အင်ဗန်တန်ကိုလွယ်နေသလားမသိပါဘူးအဲ့တော့အဲ့ဒါတွေလည်းမသိတော့ပါဘူးမပြောဆိုချင်တော့ကောင်းမယ်ထင်ပါတယ်ကျွန်တော်တို့ကဒုဝိကဏ္ဍကတတ္တနာကယောဂဏ္ဍကဆိုတဲ့ကကြီး၃ပါးမှာလည်းကျွန်တော်တို့က၃ပါးလုံးနှီးပါးကကျွန်တော်တွေ့ကြုံနေရတာပေါ့နော်အဲ့တော့တဝူမေတ္တာတဝူစေတနာတဝူနဲ့တဝူသီလစင်ကြယ်အောင်နေပြီးတော့သမာဓိထူထောင်နေရမယ်အချိန်ကြီးပါအဲ့တော့စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်ကျွန်တော်လူမှုရေးလုပ်တာပဲဖြစ်ပရာဟိတလုပ်တာပဲဖြစ်ဖြစ်မိမိနိုင်တဲ့ဘက်မိမိတက်